ရဖအမကျွန်တော်ပြန်ရောက်ပြီလေဟဲ့တော့ပြန်လာပြီနေမောင်ပြန်လာပြီဘာလဲဒီပတ်စံပါစီအမေတို့လားအမေတို့ဘောအမေရဲ့သူများသားသမီးလေ line ပေါ်မှာသူတို့မိဘတွေ surprise လုပ်ပေးတယ်လို့မျိုးသားလေးလုပ်ပေးချင်လို့ယူလာခဲ့ပေးတာအမေရဲ့ surprise ဖြစ်ရလားဖြစ်တယ် surprise ဖြစ်တယ်တားပြန်လာတဲ့ကိုလေးပတ်စံစီမြင်လိုက်တော့ surprise ဖြစ်တယ်အမေတော့ဗျာတန်းနဲ့မေအမေကိုတားဖို့ပေးထားပတ်စံနေနဲ့လေအမေဆောက်ထားတယ်ဆိုတဲ့တိုက်ကဘယ်နားမှာလဲရင်အမေကိုလေတားဒီခြံဝိုင်းထဲမှာပဲဆောက်ထားမယ်လို့ထင်နေတာဘယ်ဝိုင်းမှာတော့ဆောက်ထားလဲရင်အမေတားရန်ကြည့်ချင်လာပြီမေရဲ့အော်လောက်ပါမေရဲ့တားလေတွေးချင်လုံးအားကြီးလို့လေဒီမှာတုံညာပဲမေဘယ်မှာဆောက်ထားလဲတွားမယ်အဲ့ဒါမဆောက်ရသေးဘူးမဆောက်ရသေးဘူးဆိုရင်တားဖို့ထားပတ်စံနေဘယ်မှာတော့မေရဲ့အဲ့ဒါလားဟိုလေအမေလေဖေးဆုံးလိုက်ပြီဗျာအမေဗျာလုံးရလိုက်တာဗျာအမေကိုလေရွာထဲမှာတင်းတောင်းတင်းတယ်ထားချင်လို့အားကြီးလို့မြို့ပေါ်မှာလှုပ်တဲ့ချိန်သူများကြော်တယ်လို့မကြော်ရသူများစားတယ်လို့မစားဘဲနဲ့တားမအားမနေစူးစမ်းခဲ့ရတာအမေရဲ့အမေတော့ဗျာအမနေရောဘာမှဝင်မပြောဘူးလား။အိုးနေကလည်းအမေအကြောင်းမသိရလည်းမဟုတ်ပဲနဲ့အမေကဘာမှပြောလို့မရဘူး။ဟဲ့နင်တို့ကငါမွေးငါထွေးလို့ကြီးလာတဲ့ဟာကြီးလေ။ငါဘယ်လိုဘာလာပြောလို့ရမှာလဲ။နင်တို့ကလေနင်တို့ပတ်စာလေးနဲ့ဆိုတိုက်တန်ထွက်တာပဲ။အမေလည်းတကယ်ရစိတ်ညက်လာပြီသိလား။အမလေးအရာကတော့ရဲ့ဒီမှာချိုးချိုးနေလဲဆိုတာငါသိရနော်။ငါဘာချိုးနေလို့လဲ။အေးနင်သိအောင်ပြောထားလိုက်ဆရာမြတ်ကငါအပိုင်ဆရာမြတ်ကနဲ့ပိုင်လို့ပြောရအောင်ဆရာမြတ်နဲ့နင်နဲ့အပဲစစ်တီရောက်နေကြပြီမို့လို့လေဟဲ့အခုမရောက်လဲနောက်ရောက်မှာပဲလေနောက်မှရောက်မဲ့ဟာအခုကလေးကပြောတာတော့မလုံလုံးဘူးလားဟဲ့ခုမကြံပြန်ပြောနေရလားငါတကြီးသမီးနော်အေးငါဖေကိုသာပြန်ပြောလိုက်မယ်ဆိုလို့ရှိရင်နင်တို့သားမီးနှစ်ယောက်လုံးရွာထဲကနေဘုံပြောက်သွားမယ်ဟိုလေငါတော့မှမာတယ်ဟာသွားလိုက်ဦးမယ်နော်နင်ဆရာမြတ်နဲ့ဝဝင်းနေလို့ငါတတိပေးပြီးပြီနော်ငါနောက်တစ်ခါထပ်မပြောဘူးနော်အော်ပြုံးအပြုံးလာပါလာသူဘာဖြစ်သွားတင်ရော်ရီအုံးမိုင်းနေရတဲ့ငါဘလို့ရှောက်ချောင်းနေရလဲလွတ်ပါဟာမလွတ်ဘူးဆရာဘာမှမျက်လုံးမလို့လဲပြုံးရဲ့ဆရာဘာမှမလုပ်ထားပါဘူးလွတ်ပါဟာမလိန်နဲ့အရှောက်အပြုံးတစ်ခုဖြစ်နေဆိုတာဆရာသိရဲ့ဒီကနေ့တော့လေအပြုံးနဲ့ဆရာလေးဆိုတာအစင်တန်းချင်းလည်းမတူပါဘူးဆရာလေးဆိုတာတကယ်မြို့ပေါ်ကလူကောင်းတော့အတိုင်းဝိုင်းခေပညာတတ်အပြုံးတို့ရွာလေးကိုလေဘာအခကျင်းငွေမှမယူဘဲနဲ့ကလေးတွေရဲ့ပညာရေးအတွက်တီးတက်စေတနာလေးနဲ့လာတင်ပေးနေတဲ့ကျောင်းဆရာအပြုံးကကြတော့တရွာလုံးရဲ့ခိုင်ဘက်ဒီလိုအစင်တန်းမတူတာလေတကယ်တော့မပတ်သက်မအောင်ဆရာလေးရဲ့ဒီနေ့လေအိမ်မှာမုံညင်းဘူးပေါင်းတာနဲ့အဲ့ဒါဆရာလေးကိုစားသိချင်လို့လာပို့ပေးတာဟောကျေးဇူးများတင်ပါဗျာကျွန်တော်လေမုံညင်းဖူးပေါင်းဆိုတိတ်ကိုကြိုက်တာဟဲဆရာလေးကြိုက်တယ်ဆိုအိမ်မှာခဏပေါင်းပြီးလာပို့ပေးမှာပေါ့ဟောကျေးဇူးတင်ပါတယ်အနက်လေးလည်းမွေးနေရပဲကျွန်တော်ကလေတောစားဆိုတိတ်ကိုညံ့နိုးတာအိုးဆရာအော်ရှင်မင်းဘာလာလောက်တာလဲအော်ဒီမှာလေငါတလောက်ပေါင်းလေးရယ်ပစွန်တုတ်စီပြန်လေးရယ်တောဝက်သားဟင်းလေးရယ်ပြီးတော့ဆရာကိုထမင်းကောင်းဟင်းကောင်းလေးစားစေချင်လို့ပေါ်ဆန်းမွေးလေးပါချက်ပေးခဲ့အော်ကျေးဇူးများတင်ပါတယ်ဗျာအော်ဒါနဲ့မပြုံးမင်းကဘာလာလောက်တာလဲအော်ဆရာမုံညင်းဖူးပေါင်းစားစီချင်လို့ဆိုလို့လာပို့ပေးတာနမရအပြုံးနဲ့လားအော်ဆရာရဲ့မုံညင်းဖူးပေါင်းကလေအေးသွားရင်စားမကောင်းဘူးဟိုရမင်းချက်ထားရဲ့အော်ရမင်းချက်ထားရဲ့ဟင်းလေးရမှာပူတုံးမဲ့ရှိသေးတယ်ဒါလေးပဲစားလိုက်နော်ဟုတ်ဆရာဟိုပြန်လိုက်ဦးမယ်နော်ဆရာအော်ဆရာကောင်းစားပါမယ်အော်ဆရာမကင်ပါနဲ့ဟင်းနေအရန်ပူနေရရမင်းကိုယ်တိုင်လိုက်ပြီးတော့ကျွေးမယ်လေဟုတ်ကျေးဇူးများတင်ပါတယ်ဗျာဟဲ့မီပြုံးဟဲ့မောင်ညိုဒီချွချင်လာကမပေးရသေးမလားဟဲ့ဟုတ်ပါရင်ငါကြည့်ပါဦးမယ်ဟုတ်တယ်လားချွချင်လာကမပေးရသေးဘူးဟုတ်တယ်ဆရာမသူပေးရသေးဘူးပေးရတယ်ကဲကြည့်လာကုန်ပြီ10ရောက်လွန်နေပြီဘယ်မလဲချွချင်လာကအော်ဆရာမဟိုရလေဟဲ့လင်းမြငါမလေးမစားနဲ့ထိုင်ပြီးပြောနေမတည့်ရပြောစမ်းဆရာမအမေကလေကျူရှင်လက်ခောက်ခဏလောက်စောင့်ပေးပါအောင်ဆိုပြီးပြောခိုင်းလိုက်တယ်နင်းမင်းဆောင်းလိုက်ဆောင်းရငါပရိုက်တာလုံနေ
ညာမဟုတ်ဘူးဒါကျရှင်ရှေဝိုင်း ဟုတ်ဆရာမသိပါတယ်အဲကျူရှင်လက်ခောက်လေးမနေ့ပြန်ရအောင်ယူလာခဲ့ပါမယ်ဆရာမ အေးမနေ့ကနော်အဲ့ဆိုမနေ့ကမှလာခဲ့ဒီနေ့ငါတင်တာနေ့တော့မပါဘူးတွားအပြင်ထွက် ဗျာ ဘာပြနေလဲ ဟုတ် ကဲဆမရဲ့ချစ်ဆုံးသားသမီးတို့ရေဆမေးပွဲမှာဘာပါနိုင်ချေရှိလဲဆိုတဲ့ဟာကိုဆမပြောပြမယ်နော်တခြားတော့နိုင်မှကြနော်ကြက်လေးကြက်ရမယ်နော်တာဘာဖြစ်လာလဲတာလူလာလဲ ဆရာမတောင်းအဖြစ်မပေးလို့မဟုတ်လေအမေရဲ့ကျောင်းထဲမှာစံပွဲထဲမှာပါမဲ့အဖြစ်တွေကိုတောင်းမပြောပြဘူးလို့တောင်းကျူရှင်နေထုံးလိုက်ပြီ ဘာလို့ထောက်တာလဲ ကျူရှင်ကမပေးလို့ဘောအမေရဲ့ တားရဲ့အမေပြောခိုင်းတာမပြောဘူးလားအမေဆက်ဆက်ပေးပါမယ်စောင့်ပေးပါလို့ ပြောတယ်ဆရာမသူ့ကျူရှင်လက်ကပေးနိုင်တဲ့နေ့မှာသူ့ကျူရှင်လာတတ်တယ်အခုတော့တောင်းကျူရှင်နေထုံးလိုက်ပြီ ဟာဆန်းဆန်းဒီငါအကြောင်းသိပြမယ်လား အမေမလုပ်ပါနဲ့အမေ ဟာစမ်းပါ အမေပြောပါနဲ့နဲ့ ဟဲ့ဆန်းဆန်းဒီ မိမကိုတို့ကြောက်အောင်ပြီဟာ ကြောက်အောင်ပြီ ဟုတ်တယ် ဆိုမင်းတို့တစ်ချက်ပြပြီပေါ့ တော့ဘောကိုတော်လေးအလုံးမကြောက်ဆိုတော့တိတ်ထောင်ချီမြောက်များဆိုတိုင်နဲ့ကြာ တင်းထောင်ကြီးစကားမပြောနဲ့ဒီမှာကိုဒုက္ခရတဲ့ခါဘယ်သူမှမလာကိုကတင်းထောင်ကြီးကြောက်ကြီးအောင်ပြီးချမ်းသာတော့ပြီဆိုလာခဲ့ကြမယ်နှစ်ဖက်အတိုင်းဝိုင်းနဲ့ပတ်ဝန်းကျင်မပြောနဲ့ကိုချမ်းသာကိုပဲတိမစီလေးယောက်ျားရဲ့ ဘာယောက်ျားလေးရန်ဝမ်းတာသွားလို့မိမဒီနေ့ကနေစပြီးဘာဖြစ်ချင်လဲအကုန်ဖြစ်စီရမယ်မြစ်ချင်တာမန္တလေးရန်ကုန်တိုက်ဝဲမလားကားဝဲမလားချင်းချမ်းဝဲမလားအကုန်ဖြစ်စီရမယ်ကွာ အေးမိမအဲ့တော့အများကြီးမမှန်ဘူးမြချီနာမြို့လေကောင်မန္တလေးမြို့လေကောင်ရန်ကုန်မြို့လေကောင်မလေးစိတ်ကားလောက်ကျဲတဲ့ခြံကြီးရဲ့စစ်ထက်တိုက်ကြီးရဲ့ပြီးမိမရဲ့ဘဏ်အကောင့်ထဲမှာပတ်စံ3,000လောက်ရဲ့စင်တစင်သာမြောက်တစင်သာပရမတ်တစင်သာရရင်တော်ပြီ ဘာအကုန်ဖြစ်စီရမယ် ကျော်ဆိုင်တော့ဘာဖြစ်နေကြလဲစူညမ်းနေရပဲ ဟောဒီမှာလေ ဘာမှမဟုတ်ဘူးရဲ့ဒီကအလုံးမအားတော့ပစိုးလာပြီးတော့ဇွတ်ချော်ခိုင်းတယ်ဝတ်စရာမရှိရလဲမဟုတ်ဘူးနဲ့အဲ့ဒါစကားကြီးများနေကြ ငါကြားတာကြောက်အောင်နေဆိုလားနော် ဘယ်ကကြောက်အောင်ရမှာလဲဟဲ့ဒီမှာအိမ်ကမြစ်တောင်ကြောက်မရှိလို့မချေရဘူးဟဲ့ဒါနဲ့ငါပြောမယ်ခုနေ့အိမ်ဝင်လေပွဲတိုက်ကြတဲ့ဟာလေပွဲစားမရောက်နေကြတော့ပွဲတဲမလို့ရမ်းပြီနိအိမ်ပွဲကမရောက်ဘဲနေလိမ့်မယ်တွားတော့ဟိုတဘာကြောင့်ကြီးနေတွားတော့ဒီပွဲနင်းလားကြောက်အောင်နေလို့ကြားရတယ်နေမဝမ်းကွယ်အရှင်ရောက်လာပြီပြဿနာကိုရှုပ်ဆိုင်ရအကျူးကျူးရဲတော့ပွာတာပဲဒါနဲ့နေဒီကိစ္စကိုမစီမံတယ်လို့လုပ်နော်စောက်အောင်ရင်လည်းမအောင်တယ်လို့ပဲနေကြားလား ဘလို့ကြောက်အောင်တော့မအောင်တယ်လို့နေရမှာတော့ ဟာညံကောင်နဲ့ထိုင်လိုက်တာချမ်းသာပေမဲ့မချမ်းသာတယ်လို့နေစင်းရဟန်ဆောင်ပြီးနေလို့ပြောတာ ဩဟန်ဆောင်ရမှာ ဟုတ်တယ် နားလေ ဘောပေါက်ပြီနော် ပေါက်ပြီ ဟေး နိုင်ရနန်း မဆွေဟဲတမိလာကြည့်စမ်းညီယောက်ျားနဲ့ညီယောက်ကမှတော့ဘာရှိစားကြလားပို့လားမသိဘူး ပို့ပါစေပေါ့မဆွေရဲ့အေးအောင်လေးပါလေးလဲရှင်းပါဦး ကဲခမီတူရဲ့ဒီကားဘာလို့တော့ ကျမသားလေးကလေဟိုသမီးလေးမှမရှိမနေနိုင်ဘူးတဲ့အခုကျမသားလေးကလေအရင်လိုမဟုတ်တော့ပြောင်းလဲသွားပြီအခုဆိုရင်လေကြမထောက်မတန်မဖြစ်နေပြီစမ်းတော့ကြည့်ပါလားဟင်မာကလို့ဟိုသမီးလေးကိုလေကျမသားလေးနဲ့ပြန်ပေါင်းကြည့်ပါလားလို့အဲ့ဒါလာပြောတာအမေသမီးလုံးဝပြန်ပေါင်းနိုင်ဘူးနော် သမီးအမေပြောလို့ပြောနေရသမီးကိုလေအမေလို့ခုလည်းမဖြစ်စေချင်ဘူးသမီးရဲ့နောက်သမီးကမှလည်းချောချောမောမောလာခေါ်နေရဆိုတော့သမီးလိုက်တော့လိုက်ပါနော်သမီး အာမင်းကလည်းသမီးကဘာကိစ္စနဲ့လိုက်သွားမှာလို့အဲ့လို3မိနစ်ကောင်းလဲသမီးဘယ်တော့မှအဆင်မပြေနိုင်ဘူး နန်းရဲ့ကိုကလေအရှင်လို့မမခောက်ဆွဲမဟုတ်တော့ပါဘူးငါဘောင်းဖြစ်နေပြီ ဟဲငါဘာလို့ကြိုက်တယ်ရှင် ဟဲသမီးအမေကိုနှုတ်ဆက်သွားအောင်လေ